ဘဝဆိုတာတကယ်ကိုရေးစရာကောင်းတဲ့ပြဿနာတစ်ခုလိုပါပဲလူတစ်ယောက်ရဲ့ကံကြမ္မာဟာစက္ကန့်ပိုင်းအတွင်းမှာစောက်ထုံးမှုမျိုးပြောင်းလဲသွားနိုင်တယ်ဆိုတာကျွန်တော်ကိုယ်တိုင်မကြုံဘူးရင်ဘယ်တော့မှယုံမှာမဟုတ်ဘူးအဲ့ဒီနေ့ကကျွန်တော်ဆေးရုံကိုရောက်နေခဲ့တာအကြောင်းရင်းကတော့ရိုးရိုးလေးပါပဲအနာဂတ်မှာပိုရှန်တဲ့စိတ်ရှုပ်ထွေးမှုတွေမရှိချင်တာကြောင့်တာကြောဖြတ်ဖို့အတွက်ဆေးရုံရဲ့မြင်းကြီးထက်ကနံပါတ်3ပြသက်ခန်းစီကိုတွားဖို့ပြင်ဆင်နေခဲ့တာဒါပေမဲ့အဲ့ဒီပြသက်ခန်းရှိကိုအရောက်မှာပဲကျွန်တော်ရဲ့တဘဝလုံးကိုပြတောင်းလဲပြစ်မဲ့မြင်ကွင်းတစ်ခုကိုမမျှော်လင့်မဲ့မြင်လိုက်ရတယ်။ဆေးရုံရဲ့လူနာခုံတန်းလျားပေါ်မှာထိုင်နေတာကတော့တခြားသူမဟုတ်ဘူး။ကျွန်တော်တို့တက္ကသိုလ်တစ်ခုလုံးရဲ့အလှဆုံးနှစ်သမီးလို့တင်စားကြတဲ့ယောက်ျားလေးတိုင်းရဲ့အိမ်မက်ဖြစ်တဲ့ကျောင်းသူလေးရှောင်းထုံဖြစ်နေတယ်။သူကအထရာဆောင်းစစ်ဆေးချက်စာရွက်တစ်ရွက်ကိုကင်ပြီးတိတ်တိတ်ဆိတ်ဆိတ်ထိုင်နေတာစာရွက်ပေါ်မှာအဖြူအမဲပြက်ပြက်တသားရေးထားတာကတော့ကိုဝင်8 ပတ်ရှိနေပြီတဲ့။အဲ့ဒီစာသားကိုမြင်လိုက်ရတဲ့အချိန်မှာပဲကျွန်တော်တကူလုံးတွေးတွေစောက်တက်သွားပြီးကြောပြင်တစ်ခုလုံးချွေးစေးတွေပြန်လာခဲ့တယ်ရှောင်းထုံကတော့တည်ငြိမ်နေပုံရပေမဲ့ကျွန်တော်ကတော့ယူမတက်ပြရာခတ်သွားပြီးဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့ကွက်တီ8 ပတ်ကပါတီတစ်ခုမှမူးရစ်ပြီးတတိလစ်ခဲ့တဲ့အချိန်တုန်းကမတော်တဆဖြစ်ရတစ်ခုကြောင့်အဲ့ဒီကျောင်းတော်သူလေးရဲ့ပထမဆုံးအချိန်ကိုကျွန်တော်ရယူမိခဲ့လို့ပါပဲအဲ့ဒီမနက်ကသူကဘာတခုမှမပြောပဲနယံကိုမိပြီးအခန်းထဲကနေတိတ်တိတ်ဆိတ်ဆိတ်ထွက်ပြေးသွားခဲ့တာကျွန်တောဘက်ကတာဝန်ယူဖို့စကားတခွန်းတောင်ပြောခွင့်မရလိုက်ဘူးအခုတော့သူကကျွန်တော်ရှိတဲ့မှာထိုင်နေပေမဲ့ကျွန်တော်ကိုတတိတောင်မထားမိဘူးစိတ်ထဲမှာလည်းမေကုန်းပေါင်းများစွာနဲ့ယူတော့မလို့ပဲတစ်ချိန်နဲ့ဘလို့လို့ကိုဝင်ရသွားတာလဲကျွန်တော်ဇဝေဇဝါနဲ့ပဲသူ့အနာကိုတိုးသွားပြီးတုံရင်နေတဲ့အတန်နဲ့တိုးတိုးလေးမေးလိုက်မိတယ်ဒီကလေးငါကလေးမလားရှောင်းတုံကထိတ်လန့်သွားပြီးမောကြည့်လာတယ်ကျွန်တော်မျက်နှာကိုလည်းမှတ်မိသွားရောသူ့ရဲ့မျက်ဝန်းအစုံထဲမှာနာကျင်မှုတွေဝမ်းနည်းမှုတွေပြည့်ရှံလာပြီးမျက်ရည်တွေဝဲတက်လာခဲ့တဲ့အဲ့ဒီမြင်ကွင်းကကျွန်တော်နှလုံးသားကိုဓာတ်နဲ့မှုန်းလိုက်တယ်လို့ပဲကျွန်တော်ချက်ချင်းပဲပြတလဲဖြစ်သွားပြီးမငိုပါနဲ့ရှောင်းထုံရဲ့မင်းငိုနေရင်လူတွေကငါမင်းကိုအနိုင်ကျင့်နေတယ်လို့ထင်ကုန်ကြလိမ့်မယ်သူကမျက်ရည်တွေကြားကနေစိုက်ကြည့်ပြီးပြန်ပြောတယ်ရှင်ကကျမကိုတကယ်ပဲအနိုင်ကျင့်ခဲ့တာပဲဥစ္စာအခုကောရှင်တာဝန်မယူခြင်းဘူးမလားအဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်တကူလုံးကြောက်ရွံ့လို့ငြိမ်ကျသွားတဲ့စိတ်ထဲမှာဒုံးကားနဲ့မြည်သွားပြီးအတိတစ်ခုပဲဝင်လာတော့တယ်ငါအဖေဖြစ်တော့မှလားတစ်ချိန်နဲ့တင်တန်းပြီးအဖေဖြစ်တော့မှလားတင်းအိမ်နောက်ဦးစီးစူပါဖေဖေစနစ် Super Dad System အောင်မြင်စွာစတင်ပါပြီးအင်ရှင်အနေနဲ့ဘာမှတန်တရားမဝင်ပါနဲ့တင့်ရှိကကလေးတွေဟာတင့်ရဲ့တွေးသားရင်းချအမွာကလေးတွေဖြစ်ပါတယ်ကလေးထိန်ကြောက်မှုအစပြိုးရန်အတွက်အင်ရှင်အားနာမည်ကုန်သတင်းရန်ပုံငွေရွင်တသိန်းချီးမြှင့်လိုက်ပါတယ်စိမ့်သက်ပြီးဆက်ရုပ်ဆန်တဲ့အတန်ကြီးကအုံနောက်ထဲမှာပဲ့တင်ထက်သွားပြီးတာနဲ့တပြိုင်နက်ကျွန်တော်ရဲ့ဖုန်းထဲကိုစာတစောင်ဝင်လာတဲ့ကြည့်လိုက်တော့ဘဏ်အကောင့်ထဲကိုရွန်တသိန်းတီတီလွှဲပြောင်းဝင်ရောက်လာတဲ့အကြောင်းကြားစာအဲ့ဒီအပြင်ကဘာပေါ်မှာအပြည့်စုံလို့ပြောလို့ရမယ်ကိုဝင်ဆောင်စောင့်ရှောက်မှုဆိုင်ရာအသိပညာတွေဗဟုသုတတွေကကျွန်တော်အုံနောက်ထဲကိုရေးလိုင်းလိုအလုံးအရင်းနဲ့ဝင်ရောက်လာပြီးခန္ဓာကိုယ်ထဲမှာလည်းမမြင်ရတဲ့စွမ်းအင်တစ်ခုစီးဆင်းသွားသလိုခံစားလိုက်ရတယ်အရာအလုံးကတကယ်ဖြစ်ပျက်နေတာပဲဒါပေမဲ့ကျွန်တော်မှယုံကြည်ရခက်တုံးမှုမျက်မှောင်ကျုပ်ပြီးစဉ်းစားနေမိတယ်ကျွန်တော်တိတ်ဆိတ်နေတာကိုမြင်တော့ရှောင်းထုံကသူ့ကိုမယုံဘူးလို့ထင်သွားပြီးရှိုက်ကြီးတငင်ငိုပါလေရောက်ရှင်ကားတာရှင်ကလေးမဟုတ်ဘူးလို့တန်တရားဝင်နေတာလားမယုံရင်ကျမတို့ကလေးမွေးပြီးတာနဲ့ DNA နာစစ်ကြည့်လို့ရတယ်ရှောင်းထုံရဲ့ရှိုက်တန်ကိုကြားမှာပဲကျွန်တော်အသိပြန်ဝင်လာပြီးအိတ်ကက်ထဲကတ िश ူးထုတ်ကိုအမြန်ထုတ်ပေးလိုက်တယ်ရှောင်းထုံမငိုပါနဲ့တော့ငါမင်းကိုယုံပါတယ်ငါကြောင့်ဖြစ်လာတဲ့ရလက်မှန်သမျှကိုငါတာဝန်ယူမှာပါမင်းနဲ့ကလေးကိုအဆုံးထိစောင့်ရှောက်သွားမှာမို့စိတ်ချပါစနစ်ကလည်းဒါဟာကျွန်တော်ရဲ့အမွာကလေးတွေလို့အတီးပြုတ်ပေးထားပြီးပြီမို့တန်တရားဖြစ်เสียဘာမှမရှိတော့ဘူးကျွန်တော်ရှောင်းထုံရဲ့လှပတဲ့မျက်နှာလေးကိုကြည့်ပြီးညင်ညင်တတလေးထပ်ပြောလိုက်တယ်ရှောင်းထုံငါတကယ်တာဝန်ယူမှာပါမင်းဒီကလေးတွေကိုမွေးဖို့ဆုံးဖြတ်မှာမလားရှောင်းထုံကသူ့ရဲ့လက်ကလေးတွေကိုတင်းတင်းဆုပ်စပင်အီအီလေးတွေကိုနာရွက်နောက်တက်တင်ရင်ရှက်ကိုရှက်ကန်းနဲ့တိုးတိုးလေးမေးရှာတယ်ရှင်ကဘလို့တာဝန်ယူမှလဲတို့တွေကပွဲတော်မရသေးဘူးအလုပ်လည်းမရှိသေးဘူးတည်ငြိမ်တဲ့ဝင်ငွေလည်းဘာမှမရှိသေးဘူးလေစိတ်အေးထားပါမိန်းကလေးရဲ့ငါမှာစုဆောင်းထားတဲ့ငွေတွေအများကြီးရှိပါတယ်နောက်ပြီးမင်းနဲ့ကလေးတွေကိုနှွေးထွေးတဲ့အိမ်လေးတစ်လုံးဖန်တီးပေးနိုင်ဖို့ငါအရင်ကထက်အစပေါင်းများစွာပိုပြီးစူးစမ်းသွားမှာပါကျွန်တော်ရဲ့လေတံကအဆုံးကုန်ပြတ်သားတည်ကြည်နေခဲ့တယ်သူညင်းပယ်သွားမှာကိုတကယ်ကြောက်နေမိတာကျွန်တော်ကတစ်စက်လုံးကိုတထိုင်နဲ့ဒုံးကားနဲ့တာဝန်ယူကြောင်းပြောချလိုက်တာကိုမြင်တော့ရှောင်းထုံကသဘောကျပြီးမအောက်နိုင်ပဲရဲပါလေရောဒါရှင်ကိုယ်တိုင်ပြောတာတော့ဒါဆိုလဲတို့ကလေးတွေကိုမွေးမယ်
သူမျက်နာကစူပုတ်ပုတ်လေးလုံနေပေမဲ့စိတ်ထဲမှာတော့ပျော်လွန်းလို့ခုန်ပေါက်နေမှာတေးချတယ်တကယ်တော့သူကပထမနှစ်ကတည်းကကျွန်တော်ပေါ်စိတ်ကူးရင်ဘူးတာကျွန်တော်ကရုပ်ချောရုံတင်မကပဲထူးချွန်တဲ့အရေးချင်းတွေရှိလို့လေဒါကြောင့်သာသူ့ဆောင်တငယ်ချင်းတွေခေါ်လို့ပထမဆုံးအကြိမ်လိုက်တော့ရင်မူပြီးကျွန်တော်ရင်ခွင်နဲ့ရောက်လာခဲ့တာပေါ့အဲ့ဒီနောက်ကျွန်တော်ရှောင်းထုံကိုနေ့လယ်စာသွားကြွေးပြီးအဆောင်ကိုပြန်လိုက်ပို့ပေးခဲ့တယ်ဒီနေ့စိတ်လှုပ်ရှားစရာတွေအများကြီးကြုံခဲ့ရတာဆိုတော့အမြန်ပြန်ပြီးနားလိုက်အောင်တော့မနှက်ဖြန်ကြရင်ဆေးရုံမှာတေချာပြန်စစ်ဆေးဖို့ငါလာခေါ်မယ်ရှောင်းထုံကချက်ချင်းပဲခေါင်းညိတ်သဘောတူပြီးသူ့မျက်နှာမှာပျော်ရွှင်တဲ့အရေးအယောင်တွေဖြတ်ပြေးသွားတယ်ကျွန်တော်လည်းပြုံးရင်းအဆောင်ကိုတချင်းတညီညီနဲ့ပြန်လာခဲ့တယ်နေ့လယ်ပိုင်းမှာကျွန်တော်လှုပ်လက်စာ project ကိုတတ်မှတ်ချိန်ထက်စောပြီးအပိသက်အနံလိုက်တဲ့စနစ်ကပေးတဲ့ရွမ်တသိန်းအပြင်ကျွန်တော်ရဲ့ကိုယ်ပိုင်ငွေပါပေါင်းလိုက်ရင်အခုစုစုပေါင်းရွမ်2သိန်းကျော်ရှိနေပြီးမြို့ထဲမှာတိုက်ခန်းတစ်ခန်းအမြန်ငားဖို့အချိန်ရှာရမယ်ရှောင်းထုံကကိုဝင်နဲ့မှုအဆောင်မှာဆက်နေဖို့ကပဲလုံးမအဆင်မပြေနိုင်ဘူးတင်းအိမ်ရှင်အနေဖြင့်ကလေးများကိုကျန်းမာရေးစစ်ဆေးမှုအပြည့်အစုံပြုလုပ်ပေးရန်လိုအပ်ပါသည်။တွာလာရလွယ်ကူစေရန်အတွက်ဆုလက်အဖြစ်ဒဲမိုက်ဆုဆက်တဲ့ဇိမ်ခံမော်တော်ယာဉ်အပြည့်အစုံကိုချီးမြှင့်လိုက်ပါသည်။ဟာဟာဒီစနစ်ကတော့တကယ့်ကိုအလန်းစားပဲမနဲ့နိုးလာတော့ကျွန်တော်ရဲ့စာရေးခုံပေါ်မှာကားတော့အစ်စ်တစ်ချောင်းရောက်နေတာကိုတွေးလိုက်ရတယ်။အများကြီးစဉ်းစားမနေတော့ပဲတော့ကိုဆွဲပြီးကျောင်းရဲ့ကားပါကင်စီတန်းပြေးခဲ့တယ်။အဲ့ဒီနေရာမှာခရမ်းရောင်လောက်တောက်နဲ့တင့်တယ်လှပလွန်းတဲ့စိန်ခံကားကြီးကကျွန်တော်မျက်စီထဲတန်းတူးလာတော့တာပဲပျော်လွန်းလို့ယူမတက်ခံစားချက်နဲ့အတူကားမောင်းသူနေရာမှာဝင်ထိုင်ပြီးရှောင်းထုံရဲ့အဆောင်ရှိကိုတန်းမောင်းလာခဲ့တယ်။ဖုံးထုတ်ပြီးသူ့စီဆက်လိုက်တယ်ရှောင်းထုံ။နိုးပြီလားငါအဆောင်အောက်မှာစောင့်နေတဲ့ဆေးရုံသွားပြီးအာထရာဆောင်းထည့်ရအောင်။ခဏလေးတော့ပြင်ဆင်ဖို့10မိနစ်လောက်ပဲပေးရှောင်းထုံရဲ့နှလုံးသားလေးနှွေးထွေးမှုတွေနဲ့ပြည့်နဲ့သွားရှာတယ်ကျွန်တော်ကသူ့ပေါ်ရောကလေးပေါ်မှာပါဒီလောက်ဂယုစိုက်တာကိုမြင်ရတာသူတကယ်ကိုပြောနေတာခဏနေတော့ရှောင်းထုံကအဆောင်ပေါ်ကနေခက်တွတ်လေးဆင်းလာတယ်အဲ့ဒါကိုမြင်တော့ကျွန်တော်အမြန်ပြေးဆွဲပြီးထိမ့်ပေးလိုက်ရတယ်ဖြည်းဖြည်းလာပါမိန်းကလေးရဲ့ချော်လဲဦးမယ်အဲ့ဒီစကားကြောင့်ရှောင်းထုံရဲ့မျက်နှာလေးကရဲကနေဖြစ်သွားပြီးပန်းနုရောင်တန်းသွားတယ်ကျွန်တော်ကတော့မေးကြည့်ရင်မျက်တောင်တောင်မခတ်နိုင်ဘူးမင်းဒီနေ့တကယ်ကိုလှလွန်းတယ်စကားအကောင်းပြောတာသွားရအောင်ကျွန်တော်ကသူ့ကားလေးကိုတတလေးဖက်ပြီးကားတကားဖွင့်ပေးလိုက်တယ်ဖိတ်ခေါ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဇနီးချောလေးကျွန်တော်ရဲ့ဆက်နောက်ကြည့်စဲမှုတွေကြောင့်ရှောင်းထုံခမရနရွက်တွေအထိရဲတို့သွားပြီးရှက်ကိုရှက်ကန်းနဲ့ပြန်ပြောရှာတယ်ဘသူကရှင်ဇနီးဖြစ်သွားလို့လဲကားထဲရောက်တော့ရှောင်းထုံကမအောက်နိုင်ပဲမေးတယ်ဒီကားကအခုမှအစ်စ်ဝယ်လာတာလားဟုတ်တယ်ဒါနဲ့မင်းမှာကားမောင်းလိုင်စင်ရှိတယ်မလားရှိတော့ရှိတယ်ဒါပေမဲ့ဒါဆိုရင်ဒီနေ့ကစပြီးဒီကားကိုမင်းပဲမောင်းတော့သွားရလာရတာပိုအဆင်ပြေအောင်လို့မင်းနဲ့ကလေးအတွက်ပိုကောင်းတာပေါ့ဟာမဖြစ်ပါဘူးငါကားတိတ်မမောင်းတတ်ဘူးမင်းပဲထားလိုက်ပါစိတ်မပူပါနဲ့ငါမှာတခြားကားတွေလည်းရှိသေးတယ်ကဲဆုံးဖြတ်လိုက်ပြီးလိုအပ်ရင်ငါကိုယ်တိုင်တင်ပေးမယ်ကျွန်တော်ကညင်းခွင့်မပေးပဲအပြက်ဖြတ်ပြောလိုက်တယ်ဆေးရုံရောက်တော့ရှောင်းထုံကိုအာထရာဆောင်းအခန်းထဲအထိလိုက်ပို့ပေးခဲ့တယ်ရလက်တွေကချက်ချင်းထွက်လာပြီးကလေးရဲ့ဖွံ့ဖြိုးမှုကပုံမှန်အတိုင်းအားလုံးကောင်းမွန်နေတယ်ပြန်ဖို့ထွက်မှာပဲကျွန်တော်တို့ရှိကိုလူရိပ်တစ်ခုတုံးကနေပေါ်လာတယ်ဖြောက်မင်းဘာလို့ဒီရောက်နေတာလဲကြည့်လိုက်တော့ကျွန်တော်ရဲ့အဆောင်တငယ်ချင်းဇူအန်ဖြစ်နေတယ်ဩငါလဲဒီနေ့ကျမ်းမာရေးလာစစ်တာမထင်မှတ်ပဲမင်းတို့နဲ့တိုးတာပဲဇူအန်ကအံ့ဩတုန်လှုပ်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေတာကျွန်တော်ဇူအန်ကိုလူကွယ်ရထောက်တစ်ခုစီအမြန်ဆွဲခေါ်သွားပြီးတိုးတိုးလေးကပြောလိုက်ရတယ်နှုတ်ဆက်ပါတယ်မကြီးလို့စိတ်ထဲကပဲအော်လိုက်တော့တငယ်ချင်းကောလာဟာလာတွေမပြတ်အောင်နှုတ်ပိတ်ထားပေးစမ်းပါရှောင်းတုံတယောက်ရှက်လွန်းလို့မျက်နှာတစ်ခုလုံးညီမြဲနေတာကိုကျွန်တော်မြင်နေရတယ်သူ့ကိုဆက်ပြီးစနောက်ဖို့ပြင်နေတော့မှပဲစနစ်ရဲ့အတန်ကြီးကအုံနောက်ထဲမှာထပ်ပြီးဟိန်းထွက်လာပြန်တယ်တင်းအိမ်ရှင်သည်ကလေးအားပထမဆုံးအကြိမ်ကျမ်းမာရေးစစ်ဆေးမှုပြုလုပ်ပေးခြင်းအောင်မြင်ပါသည်ဆုလက်အဖြစ်ဂျင်ဝမ်ဖလူဇိန်ခံအိမ်ယာမှအထူးတိုက်ခန်းကြီးတစ်ခန်းချီးမြှင့်လိုက်ပါသည်ထို့အပြင်ဒဲမိုက်ဆုဆက်တကူရှောင်းထုံအားလက်ဆောင်ပေးခဲ့သည့်အတွက်ထပ်ဆောင်းဆုလက်ချီးမြှင့်ပါသည်အမလေးမိခင်ရေဒီစနစ်ကတကယ်ကိုအစမတန်အစွမ်းထက်လွန်းနေကျွန်တော်ရင်ထဲမှာစိတ်လှုပ်ရှားလွန်းလို့မအောင်နိုင်တော့ဘူးကားကတင်ယွန်တန်းချီတန်နေပြီးအခုဂျင်ဝမ်ဖူဇိန်ခံအိမ်ယာကတိုက်ခန်းကလည်းယွမ်9တန်းကျော်တန်နဲ့ကျွန်တော်ရဲ့စုစုပေါင်းပိုင်ဆိုင်မှုကအခုဆိုရင်တန်းပေါင်းများစွာဖြစ်နေပြီးတကယ်တော့ရှောင်းထုံတဲ့ကလေးကိုအစွမ်းကုန်ဂရုစိုက်ပေးုံနဲ့စနစ်ကကျွန်တော်ကိုအကန့်အသတ်မရှိပြန်လဲပံ့ပိုးပေးနေတာပဲအဲ့ဒီလိုတွေးမိတော့ရှောင်းထုံအပေါ်ထားတဲ့ကျွန်တော်ရဲ့အချစ်တွေကပိုပြီးတော့တောင်ခိုင်းမာလာခဲ့တယ်ကျွန်တော်လက်ကိုဆန့်ထုတ်ပြီးရှောင်းထုံရဲ့ဖြူစင်နုနယ်တဲ့လက်ကလေးကိုညင်ညင်တတလေးစုပ်ကင်လိုက်ရင်နူးညံ့တဲ့လေတံနဲ့ပြောလိုက်တယ်ကဲ
သွားကြရအောင်ကျွန်တော်တို့ကားမောင်းပြီးပြန်လာခဲ့ကြတယ်ဒါပေမဲ့ဦးတီယာကကျောင်းဆောင်မဟုတ်ပဲကျောင်းဝင်းနီးကအစစ်မြင့်စိန်ခံအိမ်ယာဝင်းကြီးစီကိုဖြစ်နေတဲ့ကြီးမားထဲဝါလာတဲ့အဆောက်အဦကြီးတွေကိုမြင်တော့ရှောင်းထုံကအံ့ဩသွားပြီးမေးတယ်ဒါဘယ်နေရာလဲကျောင်းကိုပြန်နေတာမဟုတ်ဘူးလားဒီနေရာကကျောင်းမဟုတ်ဘူးဒါဂျင်ဝမ်ဖူလို့ခေါ်တယ်တို့ရဲ့အနာဂတ်အိမ်အစ်စ်လေးပေါ်တို့ရဲ့အိမ်အစ်စ်ဟုတ်လားမင်းအိမ်ဝယ်လိုက်တာလားအင်းပေါ်မင်းမှာကိုဝင်ရှိနေပြီလေအဆောင်မှာဆက်နေလို့ဘယ်ဖြစ်မလဲဒါကြောင့်ငါဝယ်လိုက်တာဒါမှမင်းကိုနေတိုင်းအနီးကပ်တေချာဂရုစိုက်ပေးလို့ရမှာဒါကြီးကအများကြီးကုန်သွားမှာပေါ့မင်းဒီလောက်ငွေတွေဘယ်ကရတာလဲစနစ်ကပေးတာလို့တော့ဘလို့မှပြောလို့မရတာမို့ကျွန်တော်ဖြစ်ကတဆန်းစင်ကြီးတစ်ခုပဲပေးပြီးစကားလွှဲလိုက်ရတယ်ကဲဒါကြောင့်တို့တွေအထုပ်ပိုးပြင်ပြီးအမြန်ဆုံးပြောင်းလာကြရအောင်ဘာအခုတင်အတူတူနေကြမလို့လားဒါကြီးကနည်းနည်းမြင်မနေဘူးလားရှောင်းထုံကစိုးရိမ်စိတ်နဲ့တွေးနေမိတာတကယ်လို့အမိုးတစ်ခုအောက်မှာအတူနေပြီးမှကျွန်တော်ကဗီဇအမှန်တွေပြလာရင်ဘယ်လိုလုပ်မလဲဆိုပြီးဒါပေမဲ့ကျွန်တော်ပြောတာလဲမမားဘူးလေသူ့အဆောင်မှာအမြဲတမ်းပုံနေလို့မှမရတာမင်းကလေးဘာတွေအဲ့ဒီလောက်တွေးနေတာလဲဘသူကရှင့်မင်းကလေးလဲငါမဟုတ်သေးပါဘူးနော်ကျွန်တော်တို့အဆောက်အဦရဲ့အပေါ်ဆုံးထပ်ကိုရောက်လာခဲ့ကြတဲ့အကျယ်ဝန်းနှစ်ရာစတူရမ်းမီတာရှိတဲ့ခင်မီဆန်းတစ်ပြီးကျယ်ဝန်းလာတဲ့ပင့်ကူအိမ်စတိုင်ခန်းကြီးဖြစ်နေတဲ့အိတ်ခန်း၅ခန်းအိတ်ခန်း၂ခန်းပါပြီးပရိဘောကအားလုံးကလည်းအစင်သစ်ရှိနေပြီးသားရှောင်းထုံကကြီးမားတဲ့ဝရဏဘက်ကိုရှောက်သွားတဲ့ဇွန်လာရဲ့လေပြင်းချင်းကသူ့မျက်နှာလေးကိုတတ်တာလေးဖြတ်တိုက်သွားတဲ့မြင်ကွင်းကတကယ်ကိုနှွေးထွေးပြီးရိုမန်တဆန်လွန်းနေအဲ့ဒီမြင်ကွင်းကိုမြင်တော့ကျွန်တော်မအောင်နိုင်ပဲနောက်ကနေတိုးသွားပြီးရှောင်းထုံကိုပွေ့ဖက်လိုက်မိတယ်သူကထိတ်လန့်သွားပေမဲ့ရုန်းကန်မဖယ်ရှားခဲ့ဘူးသူ့မျက်နှာလေးထပ်ပြီးနီမြန်းလာကတိုးတိုးလေးမေးရှာတယ်ဒီတိုက်ခန်းကတကယ်ပဲအများကြီးအကုန်ကြများခဲ့တာမလားရွမ်9 တန်းကျော်ပေါ့ကျွန်တော်ကသူ့ကိုတင်းတင်းလေးဖတ်ထားရင်သူ့စပင်တွေကြားကတင်းပြတ်တဲ့ရနံ့ကိုရှူရှိုက်နေမိတယ်ရှောင်းတုံကရှက်ရှက်နဲ့သူ့မျက်နှာလေးကိုကျွန်တော်ရင်ခွင်ထဲတိုးဝေးလာခဲ့တယ်မိန်းကလေးဒီကလေးကိုမွေးဖို့ဆုံးဖြတ်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်းကငါ့ကိုမိသားစုတစ်ခုပေးခဲ့တာမို့ငါအစွမ်းရှိသမျှနဲ့မင်းတို့ကိုကာကွယ်စောင့်ရှောက်သွားမှာပါစိတ်လှုပ်ရှားမှုတွေလွှမ်းမိုးလာတာနဲ့အမျှကျွန်တော်ရှောင်းထုံရဲ့ဝိုင်းဆက်နေတဲ့မျက်ဝန်းလေးတွေကိုစိုက်ကြည့်ရင်နှုတ်ခမ်းချင်းနှမ်းရှိုက်ဖို့အနာတိုးသွားမိတယ်အဲ့ဒီအချိန်မှာပဲရှောင်းထုံကပြပြတလဲဖြစ်သွားပြီးနေဦးဖုံးလာနေလို့ဆိုပြီးကျွန်တော်ကိုတတ်တာလေးတွန်းဖယ်လိုက်တယ်ကြည့်လိုက်တော့သူ့အမေစီကလာတဲ့ဖုန်းဖြစ်နေတယ်ဟဲလိုသမီးအခုဘာလုပ်နေလဲဘာမှမလုပ်ပါဘူးမေမေအပြင်ခဏထွက်လာတာသမီးကိုတယောက်ယောက်ကအနိုင်ကျင့်နေလို့လားမဟုတ်ပါဘူးမေမေရဲ့ဘာလို့အဲ့လိုမေးတာလဲရှောင်းထုံရဲ့ပြာရခတ်နေတဲ့ပုံစံကိုမြင်တော့ကျွန်တော်မအောင်နိုင်ပဲခတိုးတိုးရမိသွားတယ်ဖုံးပြောနေရင်းနဲ့ပဲရှောင်းထုံကကျွန်တော်ကိုမျက်စောင်းထိုးပြီးခါကိုအားရပါရလိမ့်ဆွဲလေရောသမီးညီရီးစားရနေပြီမလားကောင်းပါတယ်တက္ကသိုလ်တက်ချိန်ကရီးစားထားဖို့အကောင်းဆုံးအချိန်ပဲလာမဲ့အပတ်အားရင်အိမ်ကိုခေါ်လာခဲ့ဦးမေမေတေချာကြည့်ကျင်လို့ကဲဒါဆိုဒါပဲနော်မေမေနှောက်ယှက်မနေတော့ဘူးဖုံးချသွားတာနဲ့ရှောင်းထုံကကျွန်တော်ကိုရန်တွေးတော့တာပဲအားလုံးရှင်ကြောင်းပဲမေမေရိပ်မိသွားပြီးဒါကအနှင်းနဲ့အမြန်တီးရမှာပဲလေငါကတော့ရောက်ခမကြီးရိုက်လို့ခြေထောက်နှစ်ဖက်လုံးကျိုးဖို့အစင်သင့်ပြင်ထားပြီးသားဒါနဲ့လာမဲ့အပတ်ငါမင်းနဲ့အတူအိမ်လိုက်ခဲ့ရမလားအင်းပေါ်မလိုက်လို့ရမလားရှောင်းထုံကလက်ကလေးတွေကိုစုံရင်စိုးရင်တကြီးပြောရှာတယ်မနှက်ဖြန်အထုပ်ရွှေ့ဖို့အားလုံးကိုတိုင်ပင်ပြီးနောက်ကျွန်တော်တို့အပြင်ထွက်စားတော့ဖို့ပြင်ကြတယ်ကားတော့ထုတ်ပြီးမေဘက်စိန်ခံကားကြီးကိုနှိုးလိုက်တဲ့အချိန်မှာရှောင်းထုံကပါဇက်အဟောင်းသားနဲ့အံ့ဩသွားပြန်တယ်ဒီကားကတကယ်ပဲမင်းကားလားကျွန်တော်ကားမောင်းပြီးကုန်းတိုက်ကြီးစီထွက်လာခဲ့တဲ့ရှောင်းထုံကငါးကင်ကြိုက်တတ်တာမို့ကျွန်တော်တို့လက်ချင်းချိတ်ပြီးငါးကင်ဆိုင်ထဲဝင်ခဲ့ကြတယ်စားတော့ပြီးတော့ရှောင်းထုံကငိုက်မြီးလာတာမို့အဆောင်ကိုကားနဲ့အမြန်ပြန်ပို့ပေးခဲ့ပြီးကျွန်တော်လည်းចောင်းသားဘဝ3 နှစ်ကျော်ဖြတ်တန်းခဲ့တဲ့ကျွန်တော်အဆောင်စီပြန်လာခဲ့တယ်ဒါပေမဲ့အခန်းတကားဖွင့်လိုက်တာနဲ့အဆောင်ကကောင်တွေကကျွန်တော်ကိုလူသက်သမားလိုစိုက်ကြည့်နေကြတော့တာပဲဒီကောင်ပဲကျောင်းရဲ့အလှဆုံးနတ်သမီးကိုခိုးယူသွားတဲ့ကောင်ကဒီကောင်ပဲဟေးလို့အော်ဟစ်ပြီးရန်လောက်ကြလေရောကျွန်တော်ချက်ချင်းသဘောပေါက်သွားပြီးဟေးကောင်တွေဒီညမင်းတို့ကြိုက်တာစားငါအားလုံးရှင်းမဲ့ဒါပေမဲ့ဒီသတင်းကိုတော့ဘသူ့ကိုမှမပြောဘဲထိန်းထားပေးကြစမ်းပါမနက်စောကြီးမှာကျွန်တော်ကားမောင်းပြီးမင်းကလေးအဆောင်ဘက်ကိုပြန်လာခဲ့တယ်ဒီနေ့ကဂျင်းဝမ်ဖူတိုက်ခန်းအသစ်စီအတူတူပြောင်းရမယ့်နေ့လေအဆောင်သားရောက်တော့ရှောင်းထုံနားမှာတခြားမင်းကလေးတစ်ယောက်ပါရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီမင်းကလေးရဲ့မျက်လုံးတွေကကျွန်တော်အပေါ်ရန်လိုမှုတွေပြည့်ပဲရှောင်းထုံမင်းကိုငါလာကြိုတဲ့အထိစောက်မှာဆိုတာကိုမဟုတ်ပါဘူးလို့လဲအခုမှဆင်းလာတာဒါနဲ့မိတ်ဆက်ပေးရအောင်မယ်
ဒါငါအဆောင်တငယ်ချင်းလူယူစင်လီယက်ဆင်နဲ့သူကတို့နဲ့အတူလိုက်ခဲ့ခြင်းလို့ဆိုပြီးအတင်းလိုက်လာတာကျွန်တော်ရင်ကြေးကြေးနှုတ်ဆက်ဖို့ပြင်တော့မှာပဲအဲ့ဒီကောင်မလေးကရန်တွေ့တန်နဲ့ဝင်ပြောတယ်မင်းပဲပေါ့ငါရဲ့ရှောင်းထုံလေးကိုခိုးစားတဲ့ကောင်ကဟုတ်ပါတယ်အခုကစပြီးသူ့ကိုငါပဲစောက်ရှောက်တော့မှာပါအိမ်မက်မက်မနေနဲ့ရှောင်းထုံကိုရချင်ရင်ငါအလောင်းကိုအရင်ကြော်သွားပြောပြီးတာနဲ့သူကတက်တာကိုဆွဲပြီးကားစီတန်းလျှောက်သွားတော့တာပဲကျွန်တော်လည်းဘာမှပြန်မပြောတော့ပဲရှောင်းထုံရဲ့လက်ကိုဆွဲပြီးနောက်ကလိုက်ခဲ့တယ်တိုက်ခန်းတစ်ကိုရောက်ပြီးအထုပ်ပိုးတွေတည်ယူပြီးတာနဲ့စနစ်ရဲ့အတန်ကထပ်ပေါ်လာပြန်တယ်တင်းအိမ်ရှင်သည်ကလေးအတွက်ပထမဆုံးအကြိမ်အိမ်ပြောင်းခြင်းအောင်မြင်ပါသည်ဆုလက်အဖြစ်9 and star ဟင်းချက်ကျွမ်းကျင်မှုဆွေစုံကျန်းကိုချီးမြှင့်လိုက်ပါသည်စက္ကန့်ပိုင်းအတွင်းမှာပဲကဘာပေါ်မှာရှိသမျှဟင်းချက်နည်းပညာတွေကကျွန်တော်ကောင်းထဲရောက်လာခဲ့တယ်ကျွန်တော်ရှောင်းထုံကိုကြည့်ပြီးမေးလိုက်တယ်မိန်းကလေးနေ့လယ်စာဘာစားခြင်းလဲငါဈေးသွားဝယ်ပေးမယ်မင်းချက်ကျွေးမလို့လားမင်းပါချက်ငါအကုန်ကြိုက်ပါတယ်သူကပျော်ရွှင်တဲ့မျက်နှာလေးနဲ့ချက်ချင်းပဲဟင်းစရင်းတွေရွတ်ပြတော့တာပဲငါခုနှက်ဝက်သားချိုချင်းအာလူးမဲသားချက်အားလုံးကိုလိုချင်တာကံကောင်းထောက်မစွာနဲ့အခုကျွန်တော်ကငါအန်စတာဆာချက်အဆင်ရှိနေပြီလေကျွန်တော်အပြင်ထွက်ဖို့ပြင်တော့မှပဲရှောင်းထုံကကျွန်တော်ရင်ခွင်ထဲတိုးဝင်လာပြီးအမြန်ပြန်လာတော့လို့တိုးတိုးလေးပြောပြီးရှက်ရှက်နဲ့အခန်းထဲပြေးဝင်သွားရှာတယ်ကျွန်တော်ဈေးကနေပစ္စည်းတွေအပြည့်နဲ့ပြန်လာခဲ့တယ်ဟင်းချက်တဲ့နေရာမှာစနစ်ရဲ့ဆုလက်ကတကယ်ကိုအစွမ်းပြလုံးတဲ့လက်တွေကအလိုလိုမှတ်ဉဏ်ရှိနေတယ်လို့မျိုးခက်သွက်သွက်လှုပ်ရှားပြီးမကြခင်မှာပဲစပွဲပေါ်မှာအနက်အရသာနဲ့ပြည့်စုံတဲ့ဟင်းပွဲတွေအပြည့်ဖြစ်သွားတယ်မြည်စမ်းကြည့်ပြီးတဲ့နောက်လူယူစင်းကမအောက်နိုင်ပဲအော်တော့တာပဲဝါဒါတကယ်ကိုကောင်းလွန်းတယ်ငါစတာဟိုတယ်ကစဖိုမူကြီးချက်တယ်လို့ပဲရှောင်းထုံနင်တော့နောင်ခါကြရင်နေ့တိုင်းကောင်းကောင်းစားရတော့မှာပဲရှောင်းထုံလဲကျွန်တော်ဒီလောက်ဟင်းချက်ကောင်းလိမ့်မယ်လို့မထင်ထားပုံပဲသူ့မျက်နှာမှာပျော်ရွှင်မှုတွေအရှုံးဖောက်နေတယ်တင်းအိမ်ရှင်သည်ဇနီးနှင့်ကလေးများအတွက်အရသာရှိသောအစားအစာပြင်ဆင်ပေးခြင်းအောင်မြင်ပါသည်ဆုလက်အဖြစ်ယွမ်3 တန်းချီးမြှင့်လိုက်ပါသည်ဒီစနစ်ကတော့တကယ်ကိုအကြိုက်ပဲဟင်းတနက်ချက်ယုံနဲ့တင်ယွမ်3 တန်းရတာလူယူစင်းကိုကြောင်းပြန်လိုက်ပို့တဲ့လမ်းမှာသူကရှောင်းထုံရဲ့မိသားစုအခြေအနေကိုပြောပြရှာတယ်ရှောင်းထုံရဲ့ဖခင်ကလွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းကမတော်တဆကားအက်ဆီဒင့်နဲ့ဆုံးပါသွားခဲ့တာတဲ့အခုဆိုရင်အမေဖြစ်သူနဲ့2 ယောက်တည်းခက်ခဲရုန်းကန်နေရတာမို့ရှောင်းထုံကသူ့အမေအတွက်တူးလဲသောအားကိုးရာဖြစ်နေတာအဲ့ဒါကိုကြားရတော့ကျွန်တော်စိတ်ထဲမှာတနိဋ္ဌာန်တစ်ခုချလိုက်မိတယ်ငါရှောင်းထုံကိုတစ်သက်လုံးစောက်ရှောက်ပြဘယ်တော့မှဒုက္ခမရောက်စေရဘူးအိမ်ပြန်ရောက်တော့ရှောင်းထုံကဆိုဖာပေါ်မှာအိပ်ပျော်နေတာကိုတွေ့ရတယ်သူကအဖြူရောင်အိမ်နေရင်းဝတ်စုံလေးနဲ့မှုသူ့ရဲ့ရှည်လျားလှပတဲ့ခြေတံလှလေးတွေကပေါ်လွင်နေပြီးတကယ်ကိုဆွဲဆောင်မှုရှိလို့နေတယ်ကျွန်တော်သူ့အနားကိုတိုးတိုးလေးကတ်သွားပြီးငေးကြည့်နေမိတယ်သူ့ရဲ့ငယ်ဘဝဖြတ်တန်းမှုတွေကိုတွေးမိတော့ရင်ထဲမှာမကောင်းဘူးငါမင်းအတွက်အကောင်းဆုံးခင်မွန်းတစ်ယောက်ဖြစ်စေရပါမယ်ရှောင်းထုံလို့ဂရုပေးမိတယ်ညနေပိုင်းမှာကျွန်တော်ကွန်ပျူတာရှိမှာအလုပ်လုပ်နေတော့ရှောင်းထုံကနိုးလာပြီးနောက်ကနေတိုင်းဖက်ကချွဲတော့တာပဲမောင်ဖတ်ထားပေးဦးကျွန်တော်လဲသူ့ကိုရင်ခွင်ထဲဆွဲသွင်းပြီးအသေးရလွန်းလို့အနမ်းချွေမိပြန်တယ်ညဘက်ကျတော့ကျွန်တော်ရှောင်းထုံကိုကိုဝင်ဆောင်ဝတ်စုံတွေဝယ်ပေးဖို့ကုန်တိုက်ကိုထပ်ခေါ်လာခဲ့တယ်ဆိုင်ထဲမှာကျွန်တော်ကကိုဝင်ဆောင်လက္ခဏာတွေနဲ့ဗဟုသုတတွေကိုတေချာရှင်းပြနေတော့သူကအံ့ဩပြီးမေးတယ်မင်းသားတွေအားလုံးကိုဘယ်လိုလုပ်သိနေတာလဲငါကမင်းနဲ့ကလေးအတွက်တေချာလေ့လာထားတာလေလို့ပြောလိုက်တော့သူကသဘောကျပြီးကျွန်တော်ဘာကိုရှုခနဲ့နမ်းပြီးဆိုင်ထဲပြေးဝင်သွားတော့တာပဲအဲ့ဒီနောက်ကျွန်တော်ရတနာဆိုင်ဘက်ကိုခဏကူပြီးရွမ်9 သိန်းတန်စိန်လက်စွပ်တကွင်းကိုပါအမြန်ဝယ်ယူခဲ့လိုက်တယ်ည10 နာရီလောက်မှာအိမ်ပြန်ရောက်ကြတယ်ရှောင်းထုံကတိတ်ငိုက်နေပြီးမှုငါခန်းထဲသွားပြီးအိတ်တော့မယ်9 နိုင်တော်မောင်းလို့ပြောပြီးအခန်းထဲပြေးဝင်သွားတယ်တင်းအိမ်ရှင်သည်ရှောင်းထုံအားကိုဝင်ဆောင်အဝတ်ထည်များအောင်မြင်စွာဝယ်ယူပေးခဲ့ပါသည်ဆုလက်အဖြစ်ဂျင်ဝန်ဖူပလာဇာမှစိန်ခံဆိုင်ခန်းတစ်ခန်းချီးမြှင့်လိုက်ပါသည်အဲ့ဒီဆိုင်ခန်းကအနည်းဆုံးယွမ်8 တန်းလောက်တန်တာနောက်ရက်တွေမှာကျွန်တော်တို့ကြောက်မသွားပဲအိမ်မာတင်အတူတူအချိန်ကုန်လို့ရင်တယောက်ကိုတယောက်ပြုစုယူရနေခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီညမှာပဲအပြင်မှာမိုးတက်မုန်တိုင်းတွေပြင်းထန်စွာတိုက်ခတ်ပြီးမိုးကြိုးတွေတစ်ချိန်ချင်းပြစ်တော့တာပဲရှောင်းထုံကငငယ်ကလေးကမိုးချင်းတာကြောက်တတ်သူမို့လန့်နိုးပြီးတုံယူနဲ့ကျွန်တော်စီဖုန်းမက်ဆေ့ချပို့ရှာတယ်မောင်ဒီအခန်းကိုလာပေးလို့ရမလားကျွန်တော်ချက်ချင်းပဲသူ့အခန်းထဲပြေးဝင်သွားပြီးသူ့ကိုရင်ခွင်ထဲထည့်ကအတူတူအိပ်ရာထဲဝင်ခဲ့ကြတယ်ကျွန်တော်ရင်ခွင်ထဲမှာသူ့ဘေးကင်းလုံခြုံစွာနဲ့အိပ်ပျော်သွားခဲ့တယ်
မနက်လင်းတော့ရှောင်းထုံရဲ့ဘေးနားမှာဖုံးတန်ကတကောကောမြည်လာတဲ့သူကတဝက်တစ်ပြက်နိုးကြမှုနဲ့ဖုံးကိုကောက်ကင်ပြီးနားထောင်လိုက်မိတာဒါပေမဲ့တစ်ဖက်ကကြားလိုက်ရတဲ့အတန်ကြောင့်အံ့ဩတုန်လှုပ်သွားရတယ်ဟဲလိုသမီးဒါဘသူဖုံးလဲဘာလို့မိန်းကလေးတန်ဖြစ်နေရတာလဲငါသားကောဘယ်မှာလဲရှောင်းထုံကအိတ်ချင်မှုတူးနဲ့ပြန်ပြောလိုက်မိတယ်မောင်ကသမီးဘေးမှာအိတ်ပျော်နေတော့မဲ့ပြောပြီးတာနဲ့ဖုံးကိုကျွန်တော်နားရွက်ပေါ်တင်ပေးပြီးသူကတော့ဆက်အိတ်နေလေရောကျွန်တော်နိုးလာတော့နေ့လယ်10နာရီရှိနေပြီဖုန်းကိုကြည့်လိုက်တော့မှအမေစီကခေါ်ဆိုမှုတွေအများကြီးရှိနေတာကိုတွေ့ပြီးချက်ချင်းဖုန်းပြန်ဆက်လိုက်ရတယ်အမေတားရှင်းပြပါမယ်ဒီကောင်စုပ်လေးညီးဘာတွေလှုပ်ထားတာလဲချက်ချင်းပြောစမ်းအမေစိတ်အေးထားပြီးနားထောင်တော့အမေအဖွားဖြစ်တော့မယ်အမေကဖုန်းထဲကနေစူပူချင်းမောင်းတော့တာပဲအိမ်အောင်မကြသေးပဲကောင်မလေးမှာကိုဝင်ရှိအောင်လုပ်ရမလားဆိုပြီးအကြီးအကျယ်ဒေါသထွက်နေတာဖုန်းချပြီးတာနဲ့အမေကအဖေကိုပါလှမ်းပြောပြီးချက်ချင်းပဲလေရင်လက်မဖြတ်ကကျွန်တော်ကိုလာရောက်ရိုက်နှက်ဆုံးမဖို့ပြင်ဆင်ကြတော့တယ်ကျွန်တော်အခန်းထဲမှာခြေဦးတဲ့ရရှောက်ရင်းတေးပါပြီဒီညနေတော့ငါအယိုးသားကြည့်တော့မှာပဲလို့ညီးတွားနေမိတော့ရှောင်းထုံကအခန်းထဲကထွက်လာပြီးမေးရှာတယ်မောင်ဘာတွေပြရခတ်နေတာလဲမင်းနိုးပြီလားစာနေပြီမလားငါမနှက်စာအမြန်ပြင်ပေးမယ်ကျွန်တော်ကသူ့မျက်နှာလေးကိုပို့တက်ပေးလိုက်ရင်စိတ်ထဲကစိုးရိမ်မှုတွေကိုအတက်နိုင်ဆုံးဖျောက်ဖျက်ထားလိုက်ရတယ်ကြည်ရတာတော့ဒီနေ့ညနေရောက်ခမနဲ့မိဘတွေစုံကြမဲ့ပွဲကတကယ်ကိုတွေးပြက်စရာစစ်ပွဲကြီးတစ်ခုဖြစ်လာတော့မှသိကြတယ်